ဒီမနက်လေကျွန်တော်ရဲ့မနက်ခင်ကိုကျွန်တော်စိတ်ကူထားတဲ့အတိုင်းဖျက်ကျော်နိုင်ခဲ့ပါတယ်နိုးနိုးချင်းပဲအဲ့ရကိုတိတ်နိုင်အောင်စူးစမ်းပါတယ်အဲ့ရသိပြီးတာနဲ့သဘာဝတရားကိုခဏလောက်ခံစားကြည့်လိုက်ပါတယ်ဒီလိုမိုးရွာနေတဲ့မနက်ခင်ကအဲ့လိုကောင်းပြီမဲ့ကျွန်တော်ကစောစောထားတဲ့အကျင့်ကိုတည်ဆောက်နေတဲ့အတွက်ကြောင့်ရအောင်ထားခဲ့ပါတယ်လုံးရရှိတဲ့အလုပ်တွေလုပ်ပြီးတဲ့အချိန်မှာမနက်စာစားပါတယ်ပြီးတော့ကြက်ကလေးတွေကိုလည်းမနက်စာကျွေးလိုက်ပါတယ်ပူရှန်နေတဲ့မနက်ခင်ရဲ့အချိန်တွေကိုတွေးရှိအသုံးချဖို့အတွက်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကျွန်တော်အချိန်ပေးလိုက်ပါတယ်ကျွန်တော်ရဲ့အုံနောက်ညနေမှလုပ်ဖို့ပြောနေပေမဲ့လည်းကျွန်တော်ရဲ့အုံနောက်ကိုကျွန်တော်စန့်ကျင်ပြီးတော့ချက်ချင်းလုပ်နိုင်အောင်ကြိုးစားပါတယ်ဒီလိုနဲ့ပဲကျွန်တော်ရဲ့မနက်ခင်ကိုကျွန်တော်စိတ်ကူထားတဲ့အတိုင်းအောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့ပါတယ်ဒီနေ့ကပူလေးဆိုတော့ဆွဲလို့ရတဲ့ဟာမှန်သမျှကိုဆွဲနေတာဖြစ်ပါတယ်ဆွဲတဲ့လေ့ကျင့်ခန်းတွေကိုလုပ်မယ်ဆိုရင်အဓိကကတော့ကြိုးပြင်ချက်သားတွေကိုပဲထိရောက်မှာဖြစ်ပါတယ်လေ့ကျင့်ခန်းလုပ်ရင်မောတာလို့တမ်းမြဲတစ်ခွက်ကိုဖြောတောက်လိုက်ပါတယ်ဒီလိုမိုးအေးရဲ့ရက်တွေကလေ့ကျင့်ခန်းလုပ်ဖြစ်ဖို့100%မသိကြပါဘူးဒါကြောင့်ပဲကျွန်တော်ရဲ့အုံနောက်ကိုကျွန်တော်စမ်းကြည့်နိုင်ခဲ့တဲ့အတွက်ကျွန်တော်စိတ်ကူထားတဲ့မနက်ခင်ကိုကျွန်တော်ပိုင်ဆိုင်နိုင်အောင်ကြိုးစားနိုင်ခဲ့ပါတယ်ကျေးဇူးတင်ပါတယ်